တို့ရဲ့ Facebook page တွေကတညတည်းနဲ့ follower 1000တက်သွားရပေါ့နော် Hello အားလုံးပဲမင်္ဂလာပါ Try with Yam Channel นี่ကြိုဆိုပါရစေဗျဆိုတော့ဒီနေ့သတင်းကောက်တစ်ခုလာပြောပြတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့ Facebook page တွေကတညတည်းနဲ့ follower 1000တက်သွားရပေါ့နော်အဓိကဘာလို့ပြောလဲဆိုတော့ Facebook page ဖြစ်နေလို့ပြောတာပါ TikTok page မှာအဲ့လောက်တင်မယ်ဆိုရင်ကျွန်တော်အဲ့လောက်မပြောဘူးအဓိက Facebook page က follower တက်ဖို့ခက်ခဲတယ်အဲ့လိုမျိုးတညတည်းနဲ့1000တက်သွားတယ်ဆိုတော့ကျွန်တော်အရန်ပျော်ပါတယ်အဓိကအံ့ဩရတဲ့အကြောင်းရင်းကဘာလဲဆိုရင်တော့ကျွန်တော် recap လေးတင်တော့အဲ့လောက်ထိ follower မရဘူးတစ်လလုံးတင်မှာ follower လေး1000လောက်ရလာတာပေါ့နော်အခု Chinese AI drama လေးတွေတင်ကြည့်တာကျွန်တော် follower 1000ကိုတညတည်းနဲ့ရသွားတယ်ပေါ့နော်တော်လဲသူများလေးပြောလို့ like တင်ကြည့်တာပေါ့နော် Chinese AI drama တွေကဟိုကတစ်တာမြန်တယ်လို့ပြောလို့ကျွန်တော်လည်း like တင်ကြည့်လိုက်တာအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ဖို့အတွက်ဆိုတာလဲကိုတိုင်ကပုံမှန်တင်ပေးနေဖို့လိုတာပေါ့နော်ပြီးတော့ movie recap သမားလေးအဓိကတတိထားရမယ်အကြီးကြီးဆုံးအချက်တစ်ချက်ရှိပါသေးတယ်အဲ့ဒါကတော့အကောက်တစ်ခေါက်တည်းကိုပဲ movie recap လုပ်ပြီးမတင်နေပါနဲ့အကောက်၄ခါလောက်ထောင်ပြီးတော့ကတော့ကတကောက် Chinese drama တကောက်အဲ့လိုအကောက်အများကြီးထောင်ပြီးတော့၄ခါလောက်ထောင်ပြီးတင်ကြည့်ပါဘာလို့လဲဆိုတော့ရေလောက်မှန်မှဒူးလောက်ကြမ်းတယ်ဆိုတဲ့စကားအတိုင်းပဲ၄ခါလောက်ထောင်မှ2ကောက်လောက်အဖတ်တင်တာမျိုးပါ movie recap ဆိုတာစဉ်းစားကြည့်လိုက်ပါအကောက်တစ်ကောက်တည်းထောင်ပြီးတော့အဲ့အကောက်က view တွေစိတ်တိုက်ကြနေမယ်ဆိုရင်စိတ်တိုက်ကြပြီးတော့ဘာမှလုပ်ချင်တော့မှမဟုတ်ပါဘူးဒါကြောင့်မို့လို့အောက်တွေကို၄ခါလောက်ထောင်ပြီးတော့2ကောက်လောက် view တင်နေတယ်ဆိုရင်အဲ့2ကောက်တည်းလှုပ်ချေစရာစိတ်ပြီးရှိနေအောင်ပါတကယ်လို့အကျန်း2ကောက်လည်း view မတိတ်ဘူးဆိုရင်တော့စိတ်မပူပါနဲ့သူ့လိုပုံမှန်တင်ပြီးနေတိတ်သွားပါလိမ့်ဒါကတော့ကျွန်တော်လက်တော်လုံးနေတဲ့ tips လေးတွေပေါ့နော်ကျွန်တော်မှာ movie recap နဲ့ပတ်သက်ပြီးတော့ tips လမ်းစာလေးတွေကိုတင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်အကောင့်တွေကို like and follow လုပ်ခဲ့နော်တော့မှာငွေရှာလို့ရတဲ့ဂျပန်အကူချင်းအကောင့်တွေကိုဈေးနှုန်းတက်တက်တာရောက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်အသေးစိတ်မှယူမင်းမြန်းလိုပါကဘိုင်ယိုမှာတင်ထားတဲ့ technical နံပါတ်ကိုဒါရဖြစ်ပဲမင်းမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျအားလုံးပဲချမ်းမြေ့တာရပျော်ရွှင်တဲ့နေ့လေးကိုပိုက်ဆိုင်နေကြပါစေခင်ဗျ thank you ပါဗျတို့ရဲ့ Facebook page တွေကတညတည်းနဲ့ follower 1000တက်သွားရပေါ့နော် Hello အားလုံးပဲမင်္ဂလာပါ Try with Yam Channel นี่ကြိုဆိုပါရစေဗျဆိုတော့ဒီနေ့သတင်းကောက်တစ်ခုလာပြောပြတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့ Facebook page တွေကတညတည်းနဲ့ follower 1000တက်သွားရပေါ့နော်အဓိကဘာလို့ပြောလဲဆိုတော့ Facebook page ဖြစ်နေလို့ပြောတာပါ TikTok page မှာအဲ့လောက်တင်မယ်ဆိုရင်ကျွန်တော်အဲ့လောက်မပြောဘူးအဓိက Facebook page က follower တက်ဖို့ခက်ခဲတယ်အဲ့လိုမျိုးတညတည်းနဲ့1000တက်သွားတယ်ဆိုတော့ကျွန်တော်အရန်ပျော်ပါတယ်အဓိကအံ့ဩရတဲ့အကြောင်းရင်းကဘာလဲဆိုရင်တော့ကျွန်တော် recap လေးတင်တော့အဲ့လောက်ထိ follower မရဘူးတစ်လလုံးတင်မှာ follower လေး1000လောက်ရလာတာပေါ့နော်အခု Chinese AI drama လေးတွေတင်ကြည့်တာကျွန်တော် follower 1000ကိုတညတည်းနဲ့ရသွားတယ်ပေါ့နော်တော်လဲသူများလေးပြောလို့ like တင်ကြည့်တာပေါ့နော် Chinese AI drama တွေကဟိုကတစ်တာမြန်တယ်လို့ပြောလို့ကျွန်တော်လည်း like တင်ကြည့်လိုက်တာအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုး